ကျွန်တော်တို့ရဲ့ဒီရွှေတကုံစီတော်မြတ်ကြီးပေါ့နော်ကျွန်တော်ဒီမှာထပ်ပြောပါမယ်ရွှေတကုံစီတော်မြတ်ကြီးလို့ပဲခေါ်ပါတယ်ရွှေတကုံဖျားလို့ကျွန်တော်နှုတ်ကအလွယ်ခေါ်နေပေမဲ့ကျွန်တော်တို့ထပ်ပြီးတော့သေစီညောသေချာသိစေချင်တာကတော့ရွှေတကုံစီတော်မြတ်ကြီးဆိုတဲ့စကားလုံးပဲသုံးပါရွှေတကုံစီတော်မြတ်ကြီးလို့သုံးပါရွှေတကုံစီတော်ပါဖျားမဟုတ်ပါဘူးရွှေတကုံစီတော်ပါအဲ့ဒါလေးတော့ကျွန်တော်တို့မြန်မာတွေပေါ့နော်ဗုဒ္ဓဘာသာမြန်မာတွေပေါ့နော်မြန်မာတွေရောတခြားလူမျိုးတွေရောဗုဒ္ဓဘာသာဝင်တွေသိစေချင်တဲ့အတွက်ထည့်ပြောတာပါအဲ့တော့ရွှေတကုံစီတော်ကြီးမှာပေါ့နော်လုံခြုံရေးကင်မရာ CCTV အလုံး650တက်ပြီးတော့ဒါလုံခြုံရေးဟိုအားထည့်ပြီးလုပ်မယ်ဆိုတာကိုဒီလွှတ်တော်မှာဒီရန်ကုန်တိုင်းဒေသကြီးဆိုအဖွဲ့ရဲ့ပြန်ကြားရေးနဲ့ဆိုင်တဲ့ဝန်ကြီးကမီဒီယာဖြည့်ပါတယ်လွှတ်တော်မှာဖြည့်ပါတယ်သူဖြည့်တဲ့မှာရွှေတုံးစေတော်ကြီးရဲ့ရင်မြေတော်မှာ CCTV အလုံး350လုံး2018ခုနှစ်ကလေးကစတင်ပြီးတက်ဆင်ထားတယ်တဲ့ရင်ဝင်ပေါက်ထွက်ပေါက်တွေလူဝင်ပေါက်ထွက်ပေါက်တွေရင်ဝင်ကြီးကောက်ခံတဲ့နေရာတွေရင်ပြင်အစင်းလန်းနေရာတွေရေရနာကားဝင်းနေရာတွေအဲ့နေရာတွေအကုန်လုံးမှာ CCTV အလုံးပေါင်း35လုံးနဲ့တက်ဆင်ထားပါတယ်တဲ့နော်အဲ့တော့ခင်ဗျာရွှေတကုံသွားတဲ့လူတွေသတိထားကြပါဗျာ CCTV တွေကနေရာအနှံ့မှာရှိတယ်ခင်ဗျားတို့ပေါက်ကလို့ရင်ကို CCTV မှတ်တမ်းတွေအကုန်ပါမယ်နော်ကြည်လို့ကြပါသွားရလာရွှေတကုံစီတော်မြတ်ကြီးသွားတဲ့လူတွေနော်အဲ့တော့စီတော်မြတ်ကြီးမှာအဲ့မှာခုန35လုံးကဒါအရက်နားဘာညာအကုန်ထားပြတာပြီးတော့သူ့ရဲ့ဒီဆက်ကားလမ်းတွေဖြစ်တဲ့အာဇာနီလမ်းရွှေတကုံဘုရားလမ်းနော်ဥဒ္ဓမလမ်းအနောက်ရွှေကုန်နိုင်လမ်းအစရှိတဲ့ပတ်လေတဝိုက်ဒီမှာလဲ CCTV ကင်မရာတွေ15လုံးတက်ထားပါတယ်ဒါစုစုပေါင်းရှင်းပြရရင်တော့ CCTV ကင်မရာကရင်ပြင်တော်မှာ350ကားရနာတဲ့ကားဝင်းနဲ့ပတ်လေတဝိုက်မှာ35လုံးအဲကားဖျားရဲ့ပရုံပြပတ်လေကားလမ်းပတ်လေမှာ15လုံးပေါင်းအလုံး400အထိ CCTV အလုံး400တက်ဆင်ထားပြီးသားဖြစ်တယ်ပေါ့ဗျာဒါပေမဲ့နောက်ထပ်အလုံး250ထပ်တက်ဖို့ရှိတယ်တဲ့ဆိုတော့ဒါကြည့်ရတာဇေယျတော်မြတ်ကြီးဟိုမှာဟိုမျက်ခြေမပြတ်ဖြစ်အောင်လို့ဒါတေချာဟောဖြစ်တဲ့သဘောတော့ရှိတယ် CCTV အလုံး250ထပ်တက်ပဲတက်ဖို့တော့ကိုလည်းတင်တာခေါ်ထားပြီလို့ကျွန်တော်သိရတယ်အဲ့တော့ဟိုဒီဒါပြန်ကြားရေးကယ်ဆယ်ရေးသာသနာ့ဝန်ကြီးဦးနေလင်းထွန်းရဲ့ပြောကြားချက်ဖြေကြားချက်ရသိရတာပေါ့နော်ဆိုတော့သူကတော့ပြောတယ်ဒီ CCTV ကင်မရာလက်ရှိမြေမှာ400တက်ဆင်ထားပြီးတော့ထပ်မံပြီးတော့ CCTV အလုံး250တက်ဆင်မယ်ဆိုရင်တဲ့တက်ဆင်ပြီးမယ်ဆိုရင်ရွှေတုံစီမကြီးရဲ့လုံခြုံရေးအတွက် CCTV ကင်မရာအလုံး650တက်ဆင်ပြီးမှာဖြစ်ပါကြောင်းဆိုပြီးတော့ဒါလွတ်တော်မှာဖြေပါတယ်နော်ဆိုတော့သူတင်တာခေါ်ထားပြီလို့ပြောတယ်ဘယ်သူရမလို့တော့မသိဘူးဒါပေမဲ့ ရွှေကိုစေတော်မြတ်ကြီးနဲ့ပတ်သက်ရင် CCTV ကင်မရာတို့ဘာလို့ညာလို့ပြောတော့ကျွန်တော်သိရတဲ့လောက်ပေါ့နော်တကယ်ဟိုဒါရွှေကိုစေတော်မြတ်ကြီးမှာအများကြီးရွှေကိုစေတော်မြတ်ကြီးရဲ့ဗုဒ္ဓဟိုတမိုင်းတွေပိုင်းညာလုတ်ပေးနေတဲ့အဖွဲ့တွေလည်းအများကြီးရှိတယ်ဒီရွှေကိုစေတော်မြတ်ကြီးရဲ့တမိုင်းတွေတကယ်ဟွာတွေပေါ့ရှိဟွာတွေလုတ်တဲ့ဒီ digital ပေါ့ digital နဲ့တရားဟောပြတဲ့ဟာတွေပေါ့အဲ့ဒါတွေလုတ်ပေးနေတဲ့အဖွဲ့တွေရှိတယ်ကျွန်တော်မိတ်ဆွေအဖွဲ့တွေလည်းရှိတယ်ကြည့်တကယ်တမ်းဆိုရင်သူတို့အဖွဲ့တွေပဲလုံနိုင်တယ်ဖြစ်တယ်သူတို့အဖွဲ့တွေပဲဆက်လုတ်ပေးသွားလိမ့်မယ်လို့ယူဆတယ်တွေ့ရဟို CCTV မှတ်တမ်းရောင်းပြီးတော့လုတ်စားသွားမယ်ကောင်ဟိုစက်တွေဝယ်သွင်းရောင်းစားသွားမယ်အဆင့်လည်းထစားရင်တကယ်ကိုဒီလုံခြုံရေးရှုထောင့်ရစဉ်းစားပေးနိုင်တဲ့သူတွေကိုပဲဒါဦးစားပေးပြီးတော့ဟိုနိုင်ငံတော်တာဝန်ရှိသူတွေကတင်တာပေးလိမ့်မယ်လို့ယူဆတယ်ပေါ့နော်မှန်မှန်ကန်ကန်တကယ်လုံနိုင်တဲ့သူတွေလည်းထည့်ပေးလိမ့်မယ်လို့ယူဆပါတယ်CCTV အလုံး250ဆိုတဲ့ဟာနင်းနော်ပတ်စံမဟုတ်တာနော်သူလည်းမနေပါဘူးလုံးမနေဘူးပြီးတော့ तू ကအလုံး250ရောင်းလို့နေပို့ तू အဲ့250ကိုစင်ဆာတွေဆာဗာထိုင်တာတွေကွန်ပျူတာတွေချိတ်တာတွေပါညာအဲ့ဒါတွေအကုန်လုံးဆက်ဆက်ပြီးလုပ်ဆရာတွေအများကြီးဘူးဗျာနော်ဟို तू ကလူမဟုတ်ဘူးဒါကြီးကပြီးတော့ဟိုအမြဲတမ်းစောင့်ကြည့်ဟိုညာဆိုတော့ဒီ system တွေကအများကြီးစင်ဆာစနစ်တွေဆိုအကုန်အားကောင်းကောင်းနဲ့တခြားလောက်ရမှာဟိုနီးပညာရတခြားထည့်လောက်ရမယ့်ဟာတွေဟိုစိတ်ထဲမှာထင်ရလျှောက်ပြီးဟိုထိုင်းလောက်ကနေ CCTV တွေဝယ်လာရောအိမ်တက်တယ်ကွာဆိုကောက်ဆိုပြီးကျိုးတွေနဲ့ကောက်သွဲအဲ့လောက်နဲ့တော့ CCTV အကြောင်းဟောပြလို့မရဘူးပေါ့တကယ်ကျွမ်းကျင်တဲ့သူတွေလက်ထဲကိုပဲထည့်ပေးလိမ့်မယ်လို့ယူဆတယ်အဲ့မှာလဲကျွန်တော်သိသလောက်ကျွန်တော်သိတဲ့မိတ်ဆွေချို့အဲ့ဒီမှာတကယ်ကျွမ်းကျင်လှုပ်နေတဲ့ဖွဲ့တွေရှိတယ်လို့သိရတယ်ပေါ့နော်ဒါ CCTV မျိုးပေါ့နော်ဆိုတော့အခုအလုံးပထမအခုရှိပြီးသားအလုံးလေးကနောက်ထပ်250 650စီတက်ပြီးတော့ဒါဇေတော်မြတ်ကြီးကိုလုံခြုံရေးပါပြင်မယ်ပေါ့နော်ဘာလို့လဲဇေတော်မှာလဲမဖွဲမရလောက်တာတွေရှိတယ်အာဃာတော်ဖြစ်တာတွေရှိတယ်အဲ့မှာ TikTok တက်ရိုက်တယ်ဖေးနေကြီးလမ်းလျှောက်ပြတယ်နော်ဖေးနေလှုပ်လမ်းလျှောက်ပြတယ်ဇေတော်မှာဟိုပါလဲဟိုနောက်ကကင်မရာနဲ့ဖုန်းနဲ့ရိုက်တယ်လူကရှေ့ကိုပန်းလေးကင်ပြီးတော့ရွှေဇေတော်မြတ်ကြီးကိုရှောက်တယ်လူမမြင်အောင်ဖင်မဲမြင်ရတယ်ကဲဘယ်လိုလုပ်ကြမလဲအဲ့ဒါမျိုးတွေပေါ့တချို့ကကြတော့လေဗျာဟိုမြန်မာမျိုးသမီးတွေအနေနဲ့လေအမျိုးသားတွေကတော့ဘူးအမျိုးသမီးတွေအနေနဲ့လေဒီ TikTok ပေါ်တင်တာလှတာဟိုလှတာလေးတင်ကြပါဒါပေမဲ့လှတာလေးတော့တင်ကြပါဒါပေမဲ့ဖေနေကြီးပဲတင်နေတော့စင်ပြုတ်တင်တယ်နော်စင်ပြုတ်တင်ဘာလို့ကျွန်တော်တို့အမျိုးသားတွေကိုတမင်သက်သက်ကိုဒုက္ခပေးနေလို့ခံစားရတယ်ဒါမှမလုပ်သင့်ဘူးဗျာဟိုကိုလှတာကိုကြင်ညာကြွားလို့ရပါတယ်ဒါပေမဲ့ဖျားရင်မြင်တော်ဘော်ထိတော့လိုက်ပြီးတော့မလုပ်တင်ဘူးပေါ့နော်ဒါလေးတော့ကျွန်တော်ကြိုးချက်လို့နော်ကိုချစ်တော်နှမတွေကိုပြောပြတာပါနော်ချစ်တော်နှမတွေကိုပြောပြတာပါကိုနှမတွေကိုသဘောထားပြီးတော့မကြည့်ပါဘူးနှမတွေကိုသဘောထားပြီးပြောပြတာပါနော်အဲ့လောက်ကြီးလည်းမလုပ်ကြပါနဲ့ဟိုတခြားလွတ်လက်ဟိုပန်းချန်ဒီမှာခင်ဗျားဖင်ပြရင်ပြချင်တာပြကြခင်ဗျားတို့ကိစ္စခင်ဗျားတို့ပိုင်တယ်ခေါ်ပြကြကျွန်တော်မပြောလို့သို့တော့ဇေတော်ဘော်တက်ပြီးတော့တချို့အာဃာတော်ဖြစ်တဲ့ဟာမျိုးတွေဟွာတွေမလုပ်ကြပါနဲ့ပြီးတော့ဇေတော်တက်ပြီးတော့
သူများပစ္စည်းခိုးတာဖက်နှက်ခိုးတာဟိုဟာခိုးတာဒီဟာခိုးတာဟိုဖះဟိုဟာပုံနေပတ်စံတွေနှိုက်ခိုးတာစသဖြင့်ပေါ့ဒါမဟုတ်တဲ့ဟာတွေလည်းမလုပ်ကြဘူးဒါကြောင့်မလို့ CCTV နဲ့ကြည့်ထားတော့ပြီးတော့ဖះဝါတွေဝင်ပြီးတော့မဖော်မြလုံးနဲ့ပရဝံဝါတွေဒီဇေဒီတော်မြတ်ကြီးပေါ်မှာတခြားတွေပောက်ကရလုတ်ခဲ့တာတွေတခြားတယောက်ပစ္စည်းတော့ခိုးတာတွေနောက်တစ်ခါဟိုပစ္စည်းတွေဖြည့်ဆည်းပခဲ့တာတွေအဲ့ဒါမျိုးတွေလည်းမရှိအောင် CCTV မှတ်တမ်းနဲ့ပြန်လိုက်ပြီးတော့ဒါဟောပြတာပါဒါကကျွန်တော်တို့တနိုင်ငံလုံးထိမ့်သိမ်းဆောင်ရှောက်ရမယ်ဒီဇေဒီတော်မြတ်ကြီးကထိမ့်သိမ်းဆောင်ရှောက်ရမယ်ဟာကြီးပါကျွန်တော်တို့နိုင်ငံရဲ့တကယ်ပုံရိပ်ကြီးပါကျွန်တော်တို့နိုင်ငံမြန်မာနိုင်ငံရဲ့ပုံရိပ်မြန်မာနိုင်ငံနဲ့အတူတခါတဘာတဲ့တွဲမြင်ရတဲ့ပုံရိပ်ကြီးอ่ะဒီရွှေကုန်းဇေဒီတော်မြတ်ကြီးဆိုတာကိုလည်းမမေ့ကြဘူးပေါ့နော်အဲ့တော့ကိုယ်ဇေဒီတော်မြတ်ကြီးကမှကိုလေးစားတမိုးထားခြင်းမရှိကျွန်တော်တို့မှာတမိုးမထားရင်နိုင်ငံတကာဘယ်လိုလုပ်ဖြစ်မှာလဲတခြားနိုင်ငံဧည့်သည်တွေရွှေကုန်းဇေဒီမြတ်ကြီးလာရပါတယ်လာတာခင်ဗျရွှေကုန်းဇေဒီမြတ်ကြီးကိုတလဝင်တဲ့လူဦးရေတန်းနဲ့ချီတယ်သိန်းနဲ့မဟုတ်တန်းကန်းဖြစ်သွားပြီတဖြည်းဖြည်းနဲ့ဘာလို့ဆိုနေ့စဉ်လာတဲ့ပြည်တွင်းပြပလာတဲ့လူတွေနော်ရန်ကုန်မြို့တွင်းကလာတဲ့ရန်ကုန်မြို့ပြင်လာတဲ့ကျေးလက်ဒေသနယ်အသီးသီးကလာတဲ့ရွှေကုန်းဇေဒီမြတ်ကြီးဟောဖြစ်တယ်ကျွန်တော်တော့ပြောဥပါတယ်ကျွန်တော်တော့တက်လာကစားတုံးကရွှေကုန်းဇေဒီမြတ်ကြီးကိုကျွန်တော်တို့တော့မှာကျွန်တော်အဖွားဆိုရင်ကျွန်တော်အဖွားတွေအဖိုးတွေဆိုရင်ရွှေကုန်းဇေဒီမြတ်ကြီးကိုမဖူးလိုက်ရပဲနဲ့ဆုံးမသွားခဲ့ကြတာရွှေကုန်းဇေဒီမြတ်ကြီးကိုဘဝမှာတစ်ခါမှမဖူးတဲ့သူတွေအများကြီးပဲအဖွားဘဝမှာမဖူးတဲ့လူတွေတပုံကြီးပဲရှိတယ်ကျွန်တော်တော်တွေတစ်ခါမှမဖူးသေးဘူးရွှေကုန်းဇေဒီမြတ်ကြီးကိုအဲ့တော့ဒါကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံလူတန်း90ကျော်ရှိတယ်တန်း90ကျော်လုံးကရွှေကုန်းဇေဒီမြတ်ကြီးကိုဖူးကြတာမဟုတ်ဘူးကိုယ်တိုင်ကိုကြပေါ့အဲ့ဒါမျိုးပေါ့ဆိုတော့တချို့ဆိုရင်မဖူးလိုက်ဘူးကိုယ်လုံးပြန်လောင်သွားကြသိဆုံးသွားကြတယ်နော်အဲ့တော့ကျွန်တော်ဆိုလေရန်ကုန်ရောက်ခါစားနော်အဲ့ရောက်ခါစားမှာရွှေကုန်းဇေဒီမြတ်ကြီးကိုတငယ်ချင်းတွေနဲ့ဖူးဖို့ရန်ကုန်မှာအလုပ်လုပ်ကြတငယ်ချင်းတွေဖူးဖို့အခွင့်ကြုံတယ်ကျွန်တော်ဟိုရှစ်မခိုးကျွန်တော်တချို့ကပြောတယ်ဒီကောင်တော်ဟာကြောင်နေပေါ့ဗျာငါကြောင်ပေါ့အဲ့လိုပြောတယ်ရွှေကုန်းဇေဒီမြတ်ကြီးကိုဥမချဘူးကျွန်တော်ရောက်သွားတယ်ဥမချဘူးဘာလို့ဥမချလဲရှော့ပြောမှာဒီကောင်တော်ဒိတ်တီလာမရိုင်းလာကြီးလားဆရာဖះမြင်တော့ဇေဒီတော်မြင်တော့မင်းဖះဇေဒီတော်မြင်တော့မင်းဖူးဥမချောင်းမပါအောင်လဲပေါ့မဟုတ်ဘူးကျွန်တော်ကရောက်တဲ့ချိန်မှာကျွန်တော်ဒိတ်ထန်တယ်ကျွန်တော်အမေနဲ့မှအတူတူမဖူးရရင်ရှစ်မခိုးရရင်ဒီဇေဒီတော်ဒီရွှေလုံးဇေဒီမဒီမရှိခိုးဘူးဗျာဆိုအဲ့လိုကျွန်တော်ဒိတ်ထန်တယ်ဘာလို့ဆိုဇေဒီတော်ကြီးမရှိခိုးခြင်းလို့မဟုတ်ဘူးအမေနဲ့တူရှိခိုးခြင်းလို့ကျွန်တော်ရဲ့ဒိတ်ထန်အဲ့တော့ပြည့်ပါတယ်တစ်နှစ်ကျော်ပဲစောင့်ရတယ်အမေရောက်လာတယ်အမေကိုချက်ချင်းရောက်လာတယ်ဘဲမှမတော်ဘူးအရေးမကြီးဘူးကျန်တဲ့ခဏပြတာရွှေလုံးစင်းကြီးခေါ်ပြီးတွားရှိခိုးတာဒါကျွန်တော်တို့ရန်ကုန်ရောက်ခါတာဘဝဒါဘာလဲဆိုကျွန်တော်တို့ဘလောက်အထွတ်မြတ်ထားရတယ်လဲဆိုတော့ပြောပြချင်တာနော်ကျွန်တော်တို့ကြီးလက်ဒေသမှာတည်တည်မရှိလူတွေကရွှေလုံးစီရွှေလုံးရန်ကုန်ရောက်ပြီးရွှေလုံးကိုရောက်အောင်သွားကြတယ်ဒါကိုပြောချင်တာအဲ့တော့ကျွန်တော်တို့ကအထွတ်မြတ်ထားပြီးထိန်းသိမ်းကြဖို့စောင့်ရှောက်ကြဖို့လိုတယ်နော်ဒါကြီးရွှေလုံးကြီးပါကွာတို့ဘာလို့ညာလို့ဆိုတော့ဒိဋ္ဌိတွေရဲ့စကားတွေကိုခင်ဗျားတို့ရှောက်မယောင်ကြနဲ့နော်အဲ့ဒါတွေအရေးကြီးတယ်ခင်ဗျားတို့နေတိုင်းအခုတူတွေဝင်ကုန်လိမ့်မယ်မလုပ်ကြနဲ့နော်မပြောသင့်တယ်ပြောကြနဲ့ဒါလေးကျွန်တော်ထည့်ပြောတာနော်ဇေဒီမြတ်ကြီးဝိုင်းအောင်စောင့်ရှောက်ပေးကြရမယ်ပြောချင်တာနော်နောက်တစ်ခုကရွှေလုံးဇေဒီပြီးရင်ကျွန်တော်တို့လျှက်စစ်မီးကိစ္စလည်းကျွန်တော်ဒီနေ့ထည့်ပြောရမယ်လျှက်စစ်မီးဆိုတာအချမ်းမဟုတ်ဘူးအစိုးရကလျှက်စစ်မီးနဲ့ပတ်သက်ပြီးတော့ကြီးညာရေးဆောင်ထုတ်လိုက်တယ်ကျွန်တော်အိမ်ကိုလှမ်းမေးတယ်ကျွန်တော်အိမ်မှာတော့အဲ့ smart meter ပေါက်တက်ပြီးသွားပြီလို့ပြောတယ်လာပြီးတော့ပြောလို့တက်လိုက်ပြီလို့ပြောတယ်အခုအစိုးရကြီးညာချက်မှာကျွန်တော် smart meter ပေါက်နဲ့ပတ်သက်ပြီးတော့ကြီးညာတယ်နော်မနေ့ကညကြီးညာတယ်ဒီနေ့ဆိုနိုင်ငံမှာသတင်းစာတွေမှာပေါ်လို့ရိုက်နေပြီအဲ့တော့ဘာလဲဆိုတော့ဒီလျှက်စစ်မီတာအသစ်တွေကို website ရတစ်ဆင့်ရှောက်ထားရမယ်ပေါ့နော်ဒီဩဂုတ်လ15ရက်ပေါ့2016ဩဂုတ်လ15ရက်နေ့ကစပြီး website မှာတစ်ဆင့်ရုံးချုပ်ကိုရှောက်ထားနိုင်မယ်တဲ့နော်လျှက်စစ်မီတာ box အသစ်လဲရမှာနော်အဲ့တော့ website ကတစ်ဆင့်ရုံးချုပ်ကိုရှောက်ထားနိုင်မယ်တဲ့အဲ့တော့နိုင်ငံမီတာမှာကျန်ထားပြီးဖြစ်တယ်အဲ့တော့ဒီရှောက်ထားတဲ့အခါမှာ website ရှောက်ထားတဲ့အခါမှာတတ်မှတ်ကြေးတွေပေးသွင်းမှုဆိုတဲ့နေရာမှာကြီးချက်ခါတို့မီးသွဲခါတို့မီးဆက်ခါအပါဝင်ပေးသွင်းမနှုံထားဘူးတဲ့ရခိုင်တိုင်းပြောင်းလဲမှုမရှိဘဲနဲ့အောက်ပါအတိုင်းပေးသွင်းအောင်ဖြစ်ကြောင်းအသိပေးညာပါတယ်ဆိုပြီးပြောတယ်အဲ့ဒါဘာလဲဆိုအိမ်သုံးမီတာဆိုလို့ရှိရင်တဲ့အိမ်သုံးမီတာဆိုရင်2သိန်းခွဲကျပ်အိမ်သုံးပါဝါမီတာ10ကီလိုဝက်ဆိုရင်10သိန်းကျပ်နော်အိမ်သုံးပါဝါမီတာ20ကီလိုဝက်ဆိုရင်12သိန်း3000ကျပ်အိမ်သုံးပါဝါမီတာ30ကီလိုဝက်ဆိုရင်14သိန်း6000ကျပ်အိမ်သုံးစက်မှုသုံးပါဝါမီတာ10ကီလိုဝက်ဆိုရင်10သိန်း9500ကျပ်စက်မှုသုံးပါဝါမီတာဆိုရင်20ကီလိုဝက်ဆိုရင်73သိန်း82,500ကျပ်စက်မှုသုံးပါဝါမီတာ30ကီလိုဝက်ဆိုရင်16သိန်း89,500ကျပ်ပေးရမယ်လို့ပြောတယ်เนาะတိလို့ဒီမှာမင်းများလို့အောက်ဖော်ဖုန်းနံပါတ်17ပါဆိုပြီးပြောတယ်အဲ့တော့အိမ်သုံးမီတာ2သိန်းခွဲကျပ်ပေါ့အိမ်သုံးမီတာဆိုအခုကျွန်တော်တို့လူအများစုသုံးတာကြီးဟာပဲကျွန်တော်ပြောပါမယ်အိမ်သုံးမီတာ10ကီလိုဝက်တွေကိုခဏမေးလိုက်အိမ်သုံးအများသုံးကိုပြောမယ်အခုအများသုံးတွေကိုကျွန်တော်တို့ရန်ကုန်မန္တလေးနေပြီးတော့အစရှိအမျိုးအသီးသီးမှာမီတာပေါက်စီတက်ထားကြတယ်မီတာတွေတက်ထားကြတယ်အဲ့မီတာတွေအကုန်လုံးကပြီးခဲ့တဲ့အစိုးရဆက်ဆက်ကမီတာပေါက်တက်ဆိုလို့တက်ကြတယ်တက်ရဲနဲ့အဲ့ရနေသုံးတယ်အဲ့ရနေပြီးတော့ပတ်စံနေပြီးကိုပတ်စံနဲ့ကိုဝယ်ရတာအဲ့မီတာပေါက်ကဝယ်ပြီးတက်ထားတယ်အခုနှစ်တွေကြာတော့အခုဒီတဲ့အစိုးရလက်ထက်ရောက်တော့ဘာချလို့လဲဆိုတော့မီတာပေါက်စီအစ်စ်လဲကြတဲ့ဆိုတော့အခုကျွန်တော်တို့အစ်စ်လဲရတယ်ပေါ့ဗျာလဲရတော့လူတစ်ယောက်ကိုပတ်စံတစ်ယောက်2သိန်းခွဲပေးရတယ်2သိန်းခွဲထပ်ပေးရတယ်လျှက်စစ်မီသုံးတဲ့အိမ်အောင်စုပေါင်းဘယ်လောက်ရှိရလို့ခင်ဗျားတို့ထင်လဲကျွန်တော်လည်းမသိဘူးကျွန်တော်လည်းမသိဘူးအဲ့လက်စစ်ဝေကြီးနာအကောင်းကောင်းသိတယ်သူတို့မှရှိတယ် data ရှိတယ်ဒါပေမဲ့သူတို့မထုတ်ပြန်ဘူးထားတော့ဗျာအင်ဂျီတသန်းကပဲမီတာ box လဲရတယ်ဆိုပါစို့အင်ဂျီတသန်းကပဲ smart meter box လဲရတယ်ဆိုပါစို့အင်ဂျီတသန်းကပဲ
တန်းပေါင်း2သိန်းခွဲတန်းပေါင်း2သိန်းခွဲဘူး project တစ်ခုဒါလုပ်ငန်းတစ်ခုကဒီ smart meter လုပ်တဲ့သူကရသွားပြီတန်းပေါင်း2သိန်းခွဲကနေသူတို့ဘယ်လောက် percentage မြတ်သွားမလဲတော့ကျွန်တော်မသိဘူးနိုင်ငံတော်ကဘယ်လောက်ရလဲကျွန်တော်မသိဘူးအဲနိုင်ငံတော်ပွင့်လင်းမြင်တာဆိုရှင်းလင်းသွားထုတ်ပြန်ပေးဖို့တင်တယ်ဘာလို့ဆိုကျွန်တော်တို့ဒီ meter box 2သိန်းခွဲကြီးဗျာကျွန်တော်တို့တက်အောင်မယ်ကျွန်တော်တို့ဒါပေါ်တော့ဗျာရန်ကုန်လိုမျိုးပဲပြောမယ်မြို့ကြီးပဲပြောမြို့ကြီးပဲတဲပြောမယ်လူ9သန်းရှိတယ်ရန်ကုန်မှာလူ9သန်းကျော်နေတယ်နော်အဲ meter box က9သန်းဘယ်လိုကမှာလဲ meter box 9 sorry meter box 1သန်းဘယ်လိုကမှာလဲရန်ကုန်တစ်မျိုးတော့1သန်းမကောက်ဘူး meter box ကဘာလို့ meter box ကတအိမ်တစ်လုံးတော့အနည်းဆုံးတက်ကြတာဟိုတိုက်ခန်းတွေပါအခန်းတွေပွက်လို့ရရင်တော့ခင်ဗျအခန်းတွေလူ9သန်းနေတာလူ9သန်းကိုဗျာထောင်တအိမ်ကို9ယောက်နေရပဲထားပြီးတော့ meter 1သန်းပဲထားရန်ကုန်1သန်းပဲထားတန်းပေါင်း2သိန်းခွဲနော်ပတ်စံနေမဟုတ်ဘူးအဲ့ဒါမှားပါပြီအဲ့ meter box လုပ်တဲ့ကုမ္ပဏီဘယ်ကုမ္ပဏီလုပ်လဲတော့ကျွန်တော်မသိဘူးအဲ့ကုမ္ပဏီကတော့ဒါချမ်းသာပြီပေါ့ဗျာချမ်းသာပြီပေါ့အဲ့သူတယောက်ကိုဘာမှမျက်စရာမလိုဘူးဗျာတစ်လုံး2သိန်းခွဲဆိုတော့2သိန်းခွဲလောက်ရတယ်ထုတ်လို့မကုန်ကြစိဘာညာအကုန်ပေါင်းနှုတ်အကုန်နှုတ်တစ်လုံး1000ပဲမြက်နော်တန်းဆိုတန်း1000မြက်တယ်ခဏလေးနဲ့အဲ့ project တစ်ခုတန်း1000မြက်သွားပြီအဲ့ project တစ်ခုလေးနဲ့နော်ခင်ဗျစဉ်းစားကြည့်တယ်ပတ်စံဗျာခဏလေးရောက်သွားတယ်အဲ့တော့နိုင်ငံတော်အနေနဲ့အဲ့2သိန်းခွဲကြီးကို2သိန်းခွဲတောင်ကုန်ကြတာဟုတ်နိုင်ငံတော်အနေနဲ့ရှေ့မှာလဲကျွန်တော်တို့ပြည်သူလူထုကကုန်ပြီးသွားပြီနောက်မှာလဲအခုထပ်ကုန်ပြန်ပြီကျွန်တော်တို့တနာဖို့ကောင်းပါလေဗျာပြည်သူလူထုလဲအဲ့ရှေ့ဟိုသူတို့ကတော့နိုင်ငံတော်ကတော့ project ကြာပြောလိမ့်မယ်ဟိုဗာလဲဟိုမီတာမီတွေလက်စမီ loss ဖြစ်လို့ဒီရှေ့မီတာတွေကနော်ဟိုရင်တက်ခဲ့တဲ့မီတာတွေလက်စမီနဲ့ပတ်သက် loss ဖြစ်တာတွေများတယ်ပြီးရင်မီတာကအမှန်မရလို့အဲ့ဒါကြောင့်မလို့ smart meter ပြောင်းပါတယ်ဘာညာ okay သူတို့အဲ့လိုကြီးညာတယ်ဟိုပြောင်းလဲဖို့တင်တာကိုပြောင်းလဲတာမှန်ပေမဲ့ခင်ဗျားတို့ကျွန်တော်တို့ပြန်စဉ်းစားကြည့်ဖို့လိုတာကအိမ်3မီတာတစ်လုံးကို2သိန်းခွဲထပ်ပေးလိုက်ရမယ်ဆိုတာပြည်သူလူထုပြအဲ့ဒီမီတာ box အဟောင်းတွေရောဘယ်သူပြောင်းဝင်ပါလဲကျွန်တော်တို့ရှိမှတတ်ထားတဲ့မီတာ box အဟောင်းတွေဘယ်သူပြောင်းဝင်ပါလဲအဲ့အဟောင်းတွေရောဈေးကွက်တစ်ခုဖြစ်မသွားဘူးလားအဲ့ဒီအဟောင်းတွေကဘယ်ဈေးနဲ့ပြန်ယူမှာလဲယူမဲ့လို့ရှိလားအဲ့အဟောင်းကျတော့1000နဲ့9000လို့1000လို့နဲ့ပြန်ယူသွားမှာလားဒါလေးလေပြည်သူလူထုကိုတက်တာအောင်လဲနည်းနည်းလေးလှည့်ပြီးစဉ်းစားပေးကြပါဦးဗျာနော်ဘာလို့ကျွန်တော်တို့တနာဘောအောင်နဲ့ပြည်သူကအခုချိန်မှာစီးပွားရေးလဲဆင်ပြေလာတာမဟုတ်ဘူးနော်ကုန်စည်နှုန်းကလည်းတက်နေတယ်ဘယ်လို့မှအဆင်ပြေတဲ့ကာလကြီးမှာဆွတ်ဆက်ပြီးပတ်စံနေဟိုတောင်းရမယ်ကိစ္စဆိုတော့ဗျာဟိုမတက်တာလို့တက်ရမယ်ဆိုရင်တော့ဗျာဟိုလူတွေကစိတ်ထဲတော့ဘယ်ချမ်းသာမလဲဘယ်စိတ်ထဲဘယ်စိတ်ချမ်းသာမလဲအဲ့တော့ပြည်သူလူထုစိတ်မချမ်းသာရတဲ့ဟာမျိုးဖြစ်နေတဲ့ဟာကြီးပဲသို့တော့မတက်တာလို့တက်ရမယ်ဆိုရင်တက်ကြလိမ့်မယ်တို့အဲ့ဒီမှာသူတို့ရှိပြီးသားမီတာ box အဟောင်းကိုရောကျွန်တော်မေးနော်မေးကြရင်အများကြီးပဲနော်ဒီဝန်ကြီးဌာနရဲ့ဒီဟိုဟာကျွန်တော်မေးကြရင်အများကြီးပဲနော်မေးကြရင်အများကြီးပဲအဲ့တော့ဒီလက်စစ်စွမ်းရင်ဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးနဲ့တာဝန်ရှိသူတွေလည်းကျွန်တော်တို့မေးရတော့မယ်ဗျာခင်ဗျားတို့တွေမီတာ box အဟောင်းတွေကိုဘာလုပ်ပေးမလဲဘာပြန်လုပ်ပေးမလဲအဟောင်းတွေကိုဘာပြန်လုပ်ပေးမလဲပေါ့ဟာမင်းတို့ကမီးသုံးတာပဲကွာဒါသုံးဖို့ဆိုလိုအဲ့လိုတော့ကိုယ့်ပြည်သူလူထုလက်လွတ်စပယ်တော့မပြောကြပါနဲ့ဗျာကိုယ့်ပြည်သူလူအဲ့လက်လွတ်စပယ်ကြီးတော့မလုပ်ချပါနဲ့ပေါ့နော်အဲ့လိုပြောခဲ့မယ်ဆိုရင်ပြောတာပါမပြောသေးဘူးတော့ပြောပြီဆိုရင်တော့လေဒါလက်လွတ်စပယ်တော့မလုပ်ကြပါနဲ့ကိုယ့်ပြည်သူလူလက်လွတ်စပယ်လုံးမဲ့အစားကိုယ့်ပြည်သူလူကိုတက်ညာစဉ်းစားပေးဖို့တင်တယ်ဒီ2သိန်းခွဲရော့ကွာအင်ပေးဆိုရင်လုံးမဲ့အစားပွင့်လိုက်ပြန်ဒီမီတာ box အဟောင်းကလည်းတနေရာမှာပြန်သုံးတယ်မှာဒါကလားတွေတော့ကွယ်မယ်လာလာတွေတော့ကွယ်မယ်ဒီကောင်လေးအဲ့ဒါပြန်သုံးမှာသုံးပြီးအဲ့တော့ပြန်ပြင်မယ်ပြီးမီတာ box တခုခုပြန်ဖြစ်အောင်တော့လုံးမှာပတ်စံဖြစ်အောင်ပြန်လုံးမှာအဲ့တော့ပြန်ဝယ်တဲ့ market တခုတော့အဟောင်းပြန်ဝယ်တဲ့ market တခုမှာလည်းဈေးကွက်လေးတခုရအောင်ဗန်နေတယ်ဟိုက2သိန်းခွဲဆိုရင်အဟောင်းကို3သိန်းလောက်နဲ့ပြန်ဝယ်ပြီးတယ်ဆိုရင်တော့နောက်ထပ်3သိန်းခွဲလေးစိုက်အဲ့ဒါဆိုရင်သူတို့နည်းနည်းလေး3သိန်းတက်တာမယ်3သိန်းခွဲ3သိန်းတက်တာပါမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေလုပ်ပြီးလို့မရဘူးလားပေါ့နော်ကျွန်တော်ကတော့ဒါပြည်သူလူထုဘက်ကနေစဉ်းစားပြီးတယ်ပြည်သူလူထုပတ်စံနေဗျာနည်းနည်းတော့ပတ်စံနေပို့ပြီးတော့ကုမ္ပဏီအနေနဲ့ရောမီတာ box အစ်2လုံး2သိန်းခွဲနဲ့တစ်လုံးတက်မယ်ဆိုရင်မင်းတို့အဟောင်းကိုငါတို့3သိန်းနဲ့ပြန်ဝယ်ပေးမယ်ဒီလိုလုပ်ပြီးလို့ရရင်လည်းလုပ်ပေးပါလားဗျာကျေးဇူးပြုပြီးတော့ဘာလို့ဆိုပတ်စံနေအများကြီးပဲဗျာပြည်သူလူပတ်စံနေခုနကကျွန်တော်တွေ့ပြပြီလူတစ်သန်းဟိုမီတာ box တစ်သန်းပဲလဲရတယ်ထားတစ်သန်းပဲလဲရတယ်ထားတန်းပေါင်း2သိန်းခွဲတယောက်ကိုတစ်လုံး1000ကျပ်ပဲမြတ်ဘယ်လိုကမလဲဗျာ1000ကျပ်လေးမြတ်အောင်တော့အဲ့ဒီကုမ္ပဏီမလုပ်ဘူးဗျ1000ကျပ်မကောက်ဘူးမြတ်တယ်အဲ့တော့ဟောလို့ project ဆိုအစိုးရရဲ့ဟိုဟာ policy လေးတစ်ခုပဲပတ်စံဝေါကနေဆိုတာအဲ့ဒါပဲနော်ဒါကြောင့်တစ်ခါကျရင်လေအစိုးရနှုတ်ကထွက်တဲ့ policy လေးကြီးညာရေးတဲ့အမိန့်လေးမိန့်စာလေးတစ်စောင်ဟာပတ်စံတွေကိုဝေါကနေဖြစ်သွားစေတယ်လူတစုအတွက်နော်အဲ့ဒါလေးတွေကျွန်တော်ဂျန်လစ်ကြောင်နေနေကျွန်တော်ရိပ်မိတာကြီးတိတာကြီးရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်ဘာပြောရမလဲဆိုတော့ဟိုကျွန်တော်လည်းကြည့်ပဲနေရတာပါဗျာခြေလမ်းတွေလည်းမြင်တယ်လှုပ်တာလည်းမြင်တယ်ဟိုဘယ်သူတွေချမ်းသာသွားပြီလဲဆိုတာလည်းမြင်တယ်မြင်မဲ့ကျွန်တော်ကြည့်ပဲနေရတယ်ပြည်သူလူထုမှလည်းရက်ကန်နဲ့လုံးလက်ချလက်ပတ်လိုက်ပြီးလိမ့်ပဲဖြစ်နေလည်းမြင်တယ်အဲ့တော့ကျွန်တော်မှလည်းအဲ့ဒါစိတ်မချမ်းသာဘူးစိတ်မချမ်းသာလို့ပြောတဲ့ခါကျတော့လေပြောတာကိုအဲ့ဒီအလွှာတစ်ခုကမကြိုက်ဘူးမကြိုက်တော့ကျွန်တော်တို့ကဘာဆက်ပြောမှလည်းမသိဘူးအဲ့တော့ကျွန်တော်တို့လည်းခက်တယ်နော်ခက်တယ်ပြည်သူလူထုလည်းကျွန်တော်တနာတယ်ကျွန်တော်လည်းတနာတယ်ကျွန်တော်လည်းခင်ဗျားတို့ပြည်သူလူထုမတနာလည်းရတယ်ခင်ဗျားတို့ကျွန်တော်တကယ်တနာတယ်ကျွန်တော်လည်းတနာတယ်ပြည်သူလူထုကကျွန်တော်မတနာလည်းကျွန်တော်ဘာမှမဖြစ်ပါဘူးဟိုခံရုံပဲရှိတယ်ဘာလို့တချို့ကလည်းနေနေပလိန်မုန်းနေတဲ့ကောင်လည်းရှိတယ်တချို့ကြတော့လည်းဟိုနီးပိန်းနေကြောင်ကျွန်တော်ရောပြီးမုန်းတာလည်းရှိတယ်တချို့ကြတော့လည်းဟို
ချစ်တော့ချစ်ချင်တယ်ဒါပေမဲ့ပြဿနာဟိုချစ်လိုက်လို့ရှိရင်ဒီဘိတ်အုပ်စုနဲ့ရန်ဖြစ်မှလည်းစိုးသေးတယ်ဒါကြောင့်မို့လို့တချို့ဖြစ်နေရှိတယ်အဲ့တော့ညီတို့ဖြစ်စေကမဟုတ်ဘူးဘသူဘာပြောချစ်စရာရှိလို့ချစ်တယ်ကွာဆိုတဲ့လူနန်းစားအလှတစ်ခုတော့ကျွန်တော်မှအဲ့လူအလှတစ်ခုတော့ကျေးဇူးတင်နေရတယ်နော်ဒီလိုတော့ရှိတယ်ထားပါတော့ဗျာကဲထားပါတော့အဲ့တော့အစိုးရအနေနဲ့ဒါလက်စစ်မီနဲ့ပတ်သက်လို့မီတာဘောက်စ်နဲ့ပတ်သက်ကျွန်တော်အများကြီးပြောစရာတော့မရှိပါဘူးဒီလောက်လေးပဲကျွန်တော်ရင်ပြောချင်တယ်ကျန်တော့ပြောစရာကြီးအများကြီးရှိတယ်ကျွန်တော်မေးခွန်းနေမေးပါဆိုတော့ကျွန်တော်တန်းစီပြီးမှာဒါပေမဲ့မမေးတော့ပါဘူးနော်မမေးတော့ပါဘူးနော်မေးခွန်းနေအရင်မေးရင်ကြိုက်ဘူးလေနော်အရင်မေးရင်ကြိုက်ဘူးဆိုတော့မမေးတော့ပါဒါလေးလည်းကျွန်တော်ဒီနေ့ထည့်ပြောတာနောက်တစ်ခုက